မင်္ဂလာပါ Office 365 account ကိုဝယ်ယူပြီး sign in ဝင်တဲ့အခါမှာဒီလိုမျိုး let's keep your account secure လို့ပေါ်လာတယ်ဆိုရင်ဗာဆက်လုပ်မယ်ဆိုတာပြောပြပေးမှာဖြစ်ပါတယ်။ဒါကတော့ဒီ account လုံခြုံရေးအတွက်သူက Microsoft Authenticator app နဲ့ချိတ်ဆက်ခိုင်းတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီဖုန်းနဲ့တွားပြီးတော့ချိတ်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုပေါ်လာဆိုရင် next ကိုနှိပ်လိုက်ပါ။ပြီးတော့ရင်ကိုယ့်ရဲ့ဖုန်းမှာဒီ Google Play ကနေပဲဖြစ်ဖြစ် App Store ကနေပဲဖြစ် Microsoft Authenticator ဆိုတဲ့ app ကိုတွားပြီးတော့ install ပေးရမှာပဲဖြစ်ပါတယ်။ဆိုတော့ကိုယ့်ရဲ့ဖုန်းမှာဒီ Microsoft Authenticator ဆိုတဲ့ app ကိုတွားပြီးတော့ install လိုက်ပါ install ပြီးဆိုတော့ကျွန်တော်ဒီ open ကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါမယ်။ဒါဆိုတော့ဖုန်းမှာဒီလိုလေးပေါ်လာမယ်။ဒီလိုပေါ်လာဆိုတော့ကျွန်တော်ကိုယ့်ရဲ့ computer မှာခုနကတော့ဒီ next ကိုတွားပြီးတော့နှိပ်ပါမယ်။ computer မှာလည်းသူကဒီမှာ step လေးနဲ့ပြထားတယ်ဒီမှာကျွန်တော်ဒီwork or school ဆိုတဲ့ဟာကိုကျွန်တော်ရွေးရမယ်လို့သူကပြထားဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော် next ကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ computer မှာဒီလို QR code လေးပေါ်လာပြီပဲဖြစ်ပါတယ်ပြီးတော့ခုနဖုန်းစီကိုပြန်သွားပြီးတော့ဒီမှာကျွန်တော်ဒီ add account ဆိုတာလေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုတော့ဒီမှာ work or school account ဆိုတဲ့အလဲတစ်ခုကိုရွေးပေးရမှာဖြစ်ပါတယ်ပြီးတော့ဒီမှာ scan a QR code ဆိုတာလေးကိုနှိပ်လိုက်ပါပြီးတော့ဒီ computer မှာရှိတဲ့ဟာကိုတွားပြီးတော့ scan ဖတ်လိုက်ပါမယ်ပြီးဒီမှာခဏလေးစောင့်လိုက်မယ်စောင့်ပြီးတော့ဆိုတော့ဒီ successful ဆိုပြီးတော့ပြသွားတယ်ပြသွားပြီဆိုတော့ကျွန်တော်ဒီ computer မှာတွားပြီးတော့ next ကိုတွားပြီးတော့နှိပ်ပါမယ်ဒါဆိုတော့ဒီ computer screen မှာဒီမှာ61ဆိုပြီးတော့တွားပြီးတော့ပေါ်လာဖြစ်ပါတယ်အဲ့လိုပေါ်လာပြီဆိုတော့ဒီကိုယ့်ရဲ့ဖုန်းမှာဒီလိုမျိုးဒီ enter number here ဆိုပြီးတော့ပေါ်လာတယ်ဗောနော်ဒီဖုန်းမှာကျွန်တော်ဒီခုနတော့ကကွန်ပျူတာမှာပေါ်နေဒီ61ဆိုတဲ့ဟာကိုရိုက်ပြီးတော့ yes ဆိုတဲ့ဟာကိုရွေးပြရမှာဖြစ်ပါတယ်ပြီးတော့ကွန်ပျူတာမှာတွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီမှာ Authenticator address ဆိုပြီးတော့ပြတယ်အောက်မှာလည်းသူ done ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးတော့ဒီမှာ no this app only ဆိုတော့ဆက်ပြီးတော့နှိပ်လိုက်ပါဒါဆိုတော့ Office 365 account ကိုကျွန်တော်ဒီကိုယ့်ရဲ့ Word Excel PowerPoint မှာ sign in ဝင်တာအဆင်ပြေသွားပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးများတင်ပါတယ်